ဘာစီလိုနာဖန်ကြီးကိုအားလုံးပဲမင်္ဂလာပါကစားရခက်လေးရှိတဲ့ဗီလာရီရဲ့အသင်းကိုတော့ကျွန်တော်တို့ဘာစီလိုနာအသင်းကအဝေးကွေးပွဲစဉ်မှာတွားရောက်ကစားခဲ့ပြီးတော့2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တယ်ဒီပွဲစဉ်မှာဗီလာရီရဲ့အသင်းကအင်ရှင်ပရိသတ်အားနဲ့ဘာစီလိုနာအသင်းကိုပွဲအစပိုင်းမိနစ်နည်းငယ်မှာဖိထားနိုင်ခဲ့ပြီးတော့အပြန်အလှန်တိုက်စစ်ဆင်ပြီးတော့ဂိုးဘောချိန်ချောက်တာတွေကိုတွေ့မြင်ခဲ့ရတယ်ပယ်တီမပါဝင်နိုင်တဲ့အနေအထားမှာဖရန်ကီဒီယောင်ကပဲကွင်းလှည့်ကိုတာဝန်ယူနိုင်ခဲ့ပြီးတော့ဒီကြောင်အနေနဲ့ final တက်ဆုံအထိတွားပြီးတော့ကီလာပတ်စ်တီကီပတ်စ်တီနဲ့တိုက်စစ်ကကစားသမားတွေစီကိုဘလုံးဖြန့်ဝေတဲ့အလုပ်ကိုသူဒီနေ့လုပ်ခဲ့တယ်ဒါကတော့နီးပြဟတ်စီဖီလစ်အနေနဲ့ဖရန်ကီဒီယောင်ကိုသူတို့လုပ်ဖို့ခိုင်းတာပဲဒီနေ့မှာအမှားများနေတာကတော့ခံစစ်ကစားသမားတွေပဲဂျရက်မတင်ကနေစပြီးတော့အလဟန်ဒိုဘဲဒီအထိအမှားတွေတောက်လျှောက်လုပ်တယ်ဒါပေမဲ့လည်းဗီလာရီရဲ့တိုက်စစ်ကစားသမားတွေကဒီအခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့လို့သူတို့ဂိုးမရရှိခဲ့ဘူးကျင်းနှက်စရာတစ်ခုကတော့မာတီနက်ထွက်သွားပြီးတဲ့နောက်ပိုင်းမှာဒီပွဲစဉ်မှာပဲပထမအဆုံးအနေနဲ့လူဂျွန်ဘောထောင်ချောက်တွေကဒီပွဲစဉ်မှာတော်တော်လေးကိုအလုပ်ဖြစ်တယ်လို့ပြောရမယ်ဒါပထမပိုင်းမှာတော့ကျွန်တော်တို့ဘာစီလိုနာအသင်းကိုအမြဲတမ်းထမ်းသိနေကြဖြစ်တယ်ရာဖီညာကဘေဂျန်ကနေကွင်းလက်ကိုဆင်းလာလိုက်အတွင်းကိုဝင်လာလိုက်နဲ့ယမားနဲ့အတွဲဖက်လုပ်ပြီးတော့သူဂိုးဘောက်တော်လေးချင်းချောင်းနိုင်တယ်ဒါပထမဆုံးဂိုးဆိုလဲသူ့ရဲ့ထိုးဖောက်မှုကနေပဲဗီလာရီရဲ့ကစားသမားတွေသူ့ကိုဖောင်းလုံးလိုက်တဲ့နေရာမှာပန်နတီရရှိခဲ့တယ်ဒီပန်နတီကိုတော့သူကိုယ်တိုင်ပဲအဆုံးသတ်ပြီးတော့ဥဆောင်ဂိုးကိုရယူပေးနိုင်ခဲ့တယ်ဗီလာရီရဲ့ကဒံမြန်တိုက်စစ်တွေနဲ့ဂိုးရယူဖို့ကြိုးစားခဲ့ပေမဲ့လည်းခန်းစစ်ကလူဂျွန်ထောင်ချောင်းမိတာနဲ့ကိုရမဟူဝမ်ဂါစီယာကလက်ဆွမ်းပြပြီးတော့ကာကွယ်သွားနိုင်ခဲ့လို့ကျွန်တော်တို့ချီပဂိုးတွေမပေးခဲ့ရဘူးဟူဝမ်ဂါစီယာကိုဒီယာဒီမှာရလိုက်တာကလည်းတကယ်ဘာစီလိုနာအသင်းအတွက်တကယ်ကိုအကျိုးပြုတယ်တကယ်ဝင်မဲ့အပိုင်လုံးတွေကြီးကိုပဲဟူဝမ်ဂါစီယာကစိတ်သွားနိုင်တာတိုးတက်လာမလားစောက်ကြည့်နေပေမဲ့ခြေစွမ်းပြောက်ဆုံးနေတာကတော့ဖာရန်တော်ရက်ပဲဒီအခုနောက်ပိုင်းပွဲစဉ်တွေမှာဒီကစားသမားကနေရာယူတဲ့ပုံစံတွေကိုဘောလုံးလမ်းကြောင်းကိုမှန်းဆတဲ့နေရာမှာတွေရောသူ့အနေနဲ့လွယ်အချော်ချော်ဒီပဲယမားကသူ့ကိုခင်းပြီးလဲသူကနေရာယူရတာလွယ်နေတာနဲ့ပဲတော်တော်လေးကိုပုံမှန်ခြေစွမ်းအောက်ကိုတော်တော်ရောက်နေတယ်လီဝွန်ဒိုစကီကအသက်အရွယ်ရလာတဲ့နေရာမှာဖာရန်တော်ရက်ကိုအားကိုးမလားလို့ကြည့်ရတာဖာရန်တော်ရက်ကထင်တယ်လို့ခြေစွမ်းမပြနိုင်တဲ့ကဘာစီလိုနာအတွက်တိုက်စစ်ကပြဿနာပဲယမားတော့တောက်လျှောက်သူ့ရဲ့အလိန်ခေါက်တွေနဲ့ဗီလာရီရဲ့ခံစစ်ကိုအကြိမ်ကြိမ်ချိုးဖျက်ခဲ့ပြီးတော့2ယောက်3ယောက်ပိတ်နေတဲ့ကြားကနေလည်းသူဆွဲထွက်သွားတယ်ဘောလုံးတွေအကြိမ်ကြိမ်တိုက်စစ်ကိုခင်းပြီးတယ်ဒီနေ့မှာတော့တကယ်ကောင်းတဲ့ performance ကိုပြတော့ပြီးတော့သူ့အနေနဲ့ဒီပွဲရဲ့ MVP ကိုလည်းရသွားတယ်ဗီလာရီရဲ့ကစားသမားတွေအနေနဲ့ယမားကိုမမာတထန်ကစားနေတဲ့အနေအထားမှာဒီကစားသမားလေးကဒဏ်ရာမရသွားတာကအတော်လေးကိုကြည်နက်စရာကောင်းတယ်သူ့ကိုပဲဝင်ကြံကလို့ဗီလာရီရဲ့ကစားသမားတယောက်အနီကတ်ထိသွားတယ်ဒါချီစုံဝင်တဲ့အနေအထားမှာတော့ဒိုင်လူကြီးအနေနဲ့ကတော့ဒီကအနီကတ်ပြတင်တာပဲဆိုတော့ဒုတိယပိုင်းမှာတော့ဗီလာရီရဲ့အနေနဲ့ခံစစ်တီးတတ်မဲ့ကစားဖို့သူတို့ဆုံးဖြတ်လိုက်တယ်ခံစစ်ကြီးပဲကစားနေတဲ့ချိန်မှာဘာစီလိုနာကလည်းတရင်လုံးနီပါတိုက်စစ်ဆင်ပြီးတော့နေလမင်ယမားကပဲဒုတိယဂိုးကိုတော့သွင်းယူနိုင်ခဲ့တယ်ဒီရာဖီညာအနေနဲ့ကRashford ပဲဂျမ်းမှာရှိနေတဲ့အချိန်မှာသူ့အနေနဲ့ကစားရတာပုံပုံတတရှိတယ်အလဲမှာကစားရတာကသူ့အနေနဲ့ပုံပုံ freedom ဖြစ်ပြီးတော့အခွင့်အရေးတွေလည်းပုံပုံဖန်တီးနိုင်တယ်သူဒဏ်ရာကပြန်တက်လာပြီးတဲ့ကတင်းရဲ့တိုက်စစ်ကတော်တော်လေးကိုတိုးတက်လာခဲ့ပြီးတော့ဒီနေ့ပွဲစဉ်မှာလည်းသူပဲတောက်လျှောက်ဥဆောင်သွားခဲ့တာဒါဒီနေ့ပွဲစဉ်ကိုအနိုင်ရရှိခဲ့လို့ကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ဒီခရစ်စမတ်အားလည်းရဲ့မတိုင်ခင်မှာတော့ပရိသတ်တွေအတွက်အဖိုးသက်အနိုင်3မှတ်ကိုရယူပေးနိုင်ခဲ့ပြီးတော့ဇယားထိပ်မှာလည်းဆက်လက်ဥဆောင်နိုင်နေခဲ့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်